ပထမဆုံးမွေးစားသမီးလေးတွေနိုဘိုတဲ့ဟိုတယ်ကြီးမှာရှင်းနေတွင်နဲ့အတူအမွေစားအမွေခံစာချုပ်ချုပ်ပွဲကျင်းပပေးမယ်မြတ်သူတို့ဇနီးမောင်နှံမင်္ဂလာဆောင်ပြီးတဲ့နောက်ပိုင်းကလေးနာထွန်းကားခြင်းမရှိသေးပေမဲ့လည်းရင်ထဲကလာတဲ့မိဘမြတ်တာအစစ်မှန်နဲ့ကလေးငယ်တူရဲ့အနာဂတ်ကိုလှပအောင်ပုံဖော်ပြီးတော့မယ်မင်းသမီးကျော်မြတ်သူနဲ့ခင်မွန်းဖြစ်သူစိုင်းထက်မြတ်တို့ဇနီးမောင်နှံစီကနေလေးစားကြည့်နူဖွေရာတည်ငောင်းတစ်ခုထွက်ပေါ်လာပါတယ်အဲ့ဒါကတော့သူတို့ရဲ့ပထမဆုံးမွေးစားသမီးလေးအတွက်နိုဘိုတဲ့ဟိုတယ်ကြီးမှာရှင်းနေတွေနဲ့အတူတရက်ဝင်စရုပ်ချုပ်ဆိုပွဲကြီးကိုခန်းနာထွေဝါစွာပြုလုပ်ကျင်းပသွားတော့မှာဖြစ်ပါတယ်တကယ်တော့ကိုယ့်ရဲ့တွေ့သားရင်မဟုတ်တဲ့သူများကလေးတယောက်ကိုကိုယ့်သားသမီးအရင်လိုမွေးစားဆက်ရှုံးနိုင်ဖို့ဆိုတာဘလို့မှမလွယ်ကူတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်စိတ်ကိုကြည်ုံနဲ့မရပဲတကယ်မိဘမြတ်တာအစ်စ်ကိုအပြေးအဝပေးနိုင်မဲ့သူမျိုးပဲမွေးစားလုပ်ကြတာဖြစ်တာကြောင့်သူတို့ဇနီးမောင်နှံရဲ့အခုလိုဆုံးဖြတ်ချက်ဟာတကယ်ကိုလေးစားချီးကျူးစရာကောင်းလာပါတယ်အခုလိုမျိုးငငယ်ရွယ်အသက်ရွယ်နဲ့ကလေးမွေးစားတာကိုမြင်တွေ့ရခဲ့သလိုမြတ်သူကျော်တို့ဇနီးမောင်နှံဟာမြတ်တာအမှန်ကိုပဲလိုချင်ပြီးမြတ်တာအမှန်ကိုပဲပေးချင်ကြတဲ့သူတွေဖြစ်လို့သမီးလေးနဲ့လည်းအတိတ်ကကံကြွေးဆက်တွေရှိခဲ့ပုံပဲလို့ပရိသတ်တွေကတင်စားနေကြပါတယ်မြန်မာဘောကရိုက်ကူနေစီဇော်ပိုင်ရဲ့သားရွှေပိုင်နဲ့တူလို့လူပြောများနေတဲ့တဲစုငိမ့်တသားချစ်တဲ့အားလုံးခမဆိုတဲ့မြန်မာနိုင်ငံမှာသာမကကမ္ဘာပေါ်မှာအရင်ကျေးဆုံးဆုရထားတဲ့အဆိုတော်ဇော်ပိုင်ရဲ့သားရွှေပိုင်နဲ့တူတယ်လို့လူပြောများနေတာကတော့တဲစုငိမ့်ပါလက်ရှိရုပ်ရှင်လောကမှာပေါ်ကားတွေအရေးသွင်းမိတဲ့ဟာသကားတွေကိုအများအပြားရိုက်ကူနေကြတဲ့ချိန်မှာတဲစုငိမ့်ကချုပ်ကွက်လို့အမိရတဲ့ပေါ်ရုပ်ရှင်ဇာတ်ကားကြီးမှာဇယုတ်အသင်းနဲ့ပါဝင်လာတာဖြစ်ပါတယ်ဒီဇာတ်ကားမှာတဲစုငိမ့်ကစပင်တုကိုစုပြီးတော့တုံမိုင်းစတိုင်နဲ့ထူးထူးခြားခြားတိုးဆောင်ထားတာကိုထူးထူးခြားခြားမြင်တွေ့ရမှာဖြစ်ပါတယ်ဒီလိုယောက်ျားလေးပုံစံဖန်လိုက်တဲ့ချိန်မှာတော့ပရိသတ်တွေရဲ့မျက်စိတွေချက်ချင်းပြင်းပြင်းမိသွားစေတဲ့ရက်ကတော့အဆိုတော်ဇော်ပိုင်ရဲ့သားရွှေပိုင်နဲ့တွားတူနေတာဖြစ်ပါတယ်ရွှေပိုင်လေးဟာတသားချစ်တဲ့အားလုံးခမဆိုတဲ့စကားလေးနဲ့တူရင်ကျေးလေးမှန်လို့ပရိသတ်တွေအသေးရပြီးတော့အရန်ချစ်ခင်နေရတဲ့ကလေးလေးပါအခုတဲစုငိမ့်ရဲ့တဝိုင်းပုံစံမျက်နှာကျတည်ငြိမ်မှုနဲ့အမူအရာလေးတွေကရွှေပိုင်ရဲ့ပုံရိပ်နဲ့ချွတ်ချွတ်တူနေတာကြောင့်ပရိသတ်တွေကြားမှာဆနောက်စရာဖြစ်လာပါတယ်တချို့ကတော့ယောက်ျားလေးစရုပ်ကိုအဝေခွင်ကြဖြစ်အောင်စူးစမ်းထားတဲ့တဲစုငိမ့်ရဲ့တိုးဆောင်မှုကိုချီးကျူးနေကြပါတယ်မိခင်ကြီးရဲ့ပါဇက်ကိုနှုတ်သီးလို့ပြောတဲ့သူကိုအပြင်မှာမတွေ့အောင်ရှောင်နေလို့ဒက်စင်ခေါ်လိုက်တဲ့မင်းသားအေဂျန်မောင်မင်းကလေးပရိသတ်တွေကြားထဲမှာရေပန်းစားနေတဲ့မင်းသားကျော်လေးအေဂျန်မောင်ကတော့မနေ့တနေ့ကမှမိခင်ကြီးနဲ့အတူပုံလေးတင်ခဲ့ပြီးမိုင်ဝေါ်ဆိုတဲ့စကလုံးတစ်လုံးကိုချပြခဲ့တာပါသားမီးနှစ်ယောက်စလုံးဟာရုပ်ရည်စင်ပြီးမျက်နှာနှာခမ်းပါးစပ်မေယိုကအစား